စာလေးကိုရှင်ဖတ်နေတဲ့ချိန်တိုင်းရှိနေမှာပဲနော်ဒီတယောက်လေးပဲရှိရပါလို့ပြောတော့ရှင်ကယူလိုက်ပြီးတယ်တယောက်မကားလေးလူတွေနဲ့ကျမဆုံးဘူးဒါပေမဲ့ဒီချိန်ဒီကာလမှာကျမပတ်သက်ချင်တဲ့သူကရှင်ပဲရှိရလေအချိန်တွေလူလူလားသုံးဆွဲလူတာလည်းရှင့်စီမှာပဲကျမနှလုံးသားလေးလက်ခံတာဒီတယောက်လေးပဲရှိရရှင့်အပြုံးလေးတွေနဲ့ဝေဝေဆဆလေးတတရဲမြင်နေရတဲ့နေ့လေးကိုကျမအရန်သဘောကျတယ်အိတ်ချင်မှုတူးနဲ့နိုးလာတဲ့မနက်ခင်းဒီတိုင်းမှာလေကျမဘေးနားလေးမှာချစ်တယ်ဆိုပြီးပြောရဲ့ရှင့်ရောလေကျမတိတ်သဘောကျမိတယ်ခက်ရွက်အပြုံးခက်ဆိုးဆိုးနဲ့ရုပ်လေးခံစားမှုပေါ်လာတဲ့မျက်နှာထားတိုင်းပိုလို့တော့ဆွဲရမ်းသေးတယ်လူတစ်ယောက်ပြောင်းလဲမှုကိုကြည်ရင်းနဲ့တစ်စက်ကလေးမှစိတ်မခွက်ခဲ့တဲ့ပုံထောက်ရင်တော့ကျမချစ်နေတာသိကြရဲ့ထင်ပါရဲ့ပြောခဲ့သားပဲဒီလူကကျမအပိုင်ဖြစ်ရမယ်လို့အဲ့ဒီအပိုင်ကိုပဲကျမအပိုင်သိမ်းခဲ့တာလေဒီလူဟာတကယ်ကိုကျမအတွက်တယောက်တည်းပါပဲရှင်ခုတော့ရှင်ကကျမရဲ့ဒီနားမှာရှိရင်လေ